အားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တာလေးကတော့တင်ဆက်ရမယ်စီရကြားဆက်ရကျွန်တော်လော်ဂီလမ်းမှာဖြစ်ဖြစ်ကျွန်တော်တို့လူပေါင်းလောကမှာတော်လာလို့ရှာနေတဲ့အခါမှာတင်ဆက်ရမယ်စီရကြားဆက်ရဆိုတာရှိပါတယ်ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်စောပိုင်းမှာပညာရှင်လေးတွေတင်ပါတယ်စက်တင်ဖို့လဲစိတ်ကူးတော့ရှိပါတယ်လို့ဖြစ်မလို့ဖြစ်တော့မသိတော့ပါကျွန်တော်ပညာရှင်တွေတင်လာတဲ့အခါမှာအစမဆိုလို့ပွင့်လေးတွေတင်တဲ့အခါမှာကျွန်တော်တင်လာတဲ့ဥစ္စာလေးတွေကိုယူသုံးတဲ့နောက်တက်ဆရာညီငယ်လေးရှိပါတယ်ရှိတဲ့အခါမှာဘာဖြစ်လဲဆိုတော့သုံးပြတော့လည်းလက်ခံပါတယ်သုံးပါဒါပေမဲ့ပညာရှင်တစ်ခုကိုရထားတဲ့အခါမှာတရှိထင်ရှားရှိနေတဲ့ဆရာတယောက်နဲ့တွေ့တဲ့အခါမှာနှုတ်ဆက်တဲ့အလေးချင်းလေးကာရောစာနိဝါဒောစကာရဝတရားလေးထားပြီးတော့နှုတ်ဆက်တဲ့အကျင့်လေးတို့ရှိစေခြင်းနဲ့ဒါမှလည်းစေရင်ကာရမဏရဲ့ဆွမ်းမှာဖြစ်ပါတယ်ကိုကကြည့်မယ်ဆိုရင်တင်ဆရာမဟုတ်ပေမဲ့မြင်ဆရာဖြစ်တဲ့ပညာရှင်ကိုယူသုံးတာဖြစ်တယ်ဒါမျိုးလေးတွေမှာကာရောစာလေးရှိရဲဆိုရင်တော့မိမိရဲ့စေရင်ကာရမဏရဲ့ပို့ပြီးရဆွမ်းထမှာဖြစ်ပါတယ်ဒါတင်ဆရာမြင်ဆရာကြားဆရာတွေကိုမမိမလျော့ခြင်းပဲဖြစ်ပါတယ်နှုတ်ဆက်လိုက်ရတာလည်းကိုယ့်ဘက်ကတပြားတစ်ချက်မှပဲထော်ရတာမဟုတ်ဘူးပဲပါသွားတာလည်းမဟုတ်ပါဘူးမင်္ဂလာပါလို့နှုတ်ဆက်ခြင်းဆရာပညာကိုသုံးပါတယ်လို့ဝန်ခံခြင်းဟာမင်္ဂလာတစ်ပါးပဲဖြစ်ပါတယ်ဟိုအမှန်အောင်မှန်တိုင်းပြောရသောတတိလည်းရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုယူသုံးနေရဆိုတာလေးကိုလည်းတကယ်တော့ကျွန်တော်ပညာကိုယူသုံးတာကကျွန်တော်ကိုဆရာတင်ခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့တင်ဆရာမဟုတ်ပေမဲ့မြင်ဆရာကြားဆရာတွေမှာပါတယ်အဲ့တော့ပညာလေးယူသုံးတဲ့အခါမှာကာရဝတရားဖြစ်တွေ့မြင်တဲ့အခါမှာမင်္ဂလာပါလို့နှုတ်ဆက်နိုင်ပါတယ်ဒါမှသာလျှင်ကိုယ့်ရဲ့စေရင်တတိတရားပို့ပြီးတော့ဆွမ်းထမှာဖြစ်ပါတယ်ယူသုံးတဲ့ပုဂ္ဂိုလ်များလည်းတကယ်ဆွမ်းထသောစီမံများဆွမ်းထသောစိတ်မထိုးချုပ်များထိုးခြင်းများလှုပ်ဆောင်နိုင်ကြပါစေ